အားလုံးပဲမင်္ဂလာပါဘာမေကိုကင်ရတဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်ရှက်ပြပေးသွားမှာကတော့ပစွန်ကိုကျွန်တော်အဆက်လုံးဝမှာပါပဲနဲ့အရှိုးရှက်နီလေးကိုကျွန်တော်သေချာလေးရှက်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲဆိုရင်တော့စားလိုက်အောင်ဗျာဘာတွေပါဝင်လဲဆိုတော့ကျွန်တော်တခုစီပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ကျွန်တော်တို့ပစွန်တုပ်ဖြစ်ပါတယ်ပြီးသွားရင်တော့ခရမ်းရည်တီပြီးသွားရင်တော့စက်သွန်အဖြူနီးကျင်းထောင်းလာတာလေးပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးပြီးစီးသွားပြီဆိုရင်တော့ကျွန်တော်တို့တွေပထမဆုံးထုံးစံအတိုင်းကျွန်တော်တို့တွေစီငွေတက်ပါမယ်စီပူပြီးဆိုတာနဲ့စက်သွန်ကိုစီတက်ပေးပါမယ်ဒီစင်းလောက်ကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေရှက်တက်လောက်မယ်လို့ထင်ပါတယ်အခုလိုအနေထားလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့တွေအနည်းမုံနဲ့အရောင်နှင်းမုံနဲ့ထည့်ပေးရပါမယ်ထည့်ပြီးတော့နော်တေချာလေးမှုပေးရပါမယ်ရက်သွန်လေးဂျိုမတူပဲနဲ့စီငွေ့နံလေးထွက်တဲ့ဒီကိုကျွန်တော်တို့တေချာလေးမှုပေးရပါမယ်မွေးပြီးသွားပြီဆိုရင်တော့အစောကအစင်းနဲ့လီရတဲ့ခရမ်းရည်သီးတွေကိုကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ကျွန်တော်ကအနှစ်ကြိုက်တဲ့သူဖြစ်တဲ့အတွက်ခရမ်းရည်သီးကိုကျွန်တော်များများလေးထည့်ပြီးတော့ရေလုံးဝမထည့်ပဲနဲ့လိမ့်အောင်လို့ကျွန်တော်ဇွန်းနဲ့ပေါက်ပြီးတော့လုပ်ပါတယ်ခရမ်းရည်သီးတွေမလိမ့်မရှင်ကိုကျွန်တော်တို့တွေမှွေနောက်ပေးရပါမယ်ဒီဝိုင်းတော့အများကြီးနည်းနည်းထည့်ပေးရပါမယ်ရှုံးမုံနည်းနည်းစားနည်းနည်းစီထည့်ပေးရပါမယ်ထည့်ဝိုင်းတော့ကျွန်တော်တို့တွေလိမ့်နေအောင်လို့ကျွန်တော်တို့တေချာလေးမှုပေးရပါမယ်ခုလိုနေတာမျိုးလေးရပြီဆိုရင်တော့ကျွန်တော်တို့တွေအစောကပစွန်တုပ်တွေကိုထည့်ပြီးတော့ဒီခန်းကြီးရက်တွေနဲ့တေချာလေးနှံ့အောင်လို့ရောသမားမှုပေးလိုက်ပါမယ်ကျွန်တော်ကတော့အခွန်မခွာပဲနဲ့အကောင်လိုက်စားခြင်းတဲ့အတွက်အကောင်လိုက်ပဲကျွန်တော်ရှင်းပြလိုက်ပါတယ်မွေးပြီးသွားရင်တော့ကျွန်တော်တို့တွေရေအနည်းငယ်ထည့်ပေးလိုက်ပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့တွေပစွန်တွေနူးတဲ့ထီကိုကျွန်တော်တို့အုပ်ပေးထားပါမယ်ခဏနေလို့ဖုန်းကြီးလိုက်ရင်တော့ကျွန်တော်လိုချင်နေတဲ့ပစွန်တုံးဟင်းလေးရိုက်ပေးဖြစ်ပါတယ်အိလာတက်ကြီးထက်ကျွန်တော်ရဲ့ပစွန်တွေကကွေးပြီးတော့စားကျင်တဲ့စပွဲပုံစံလေးကိုပေါက်နေလို့နေပါပြီရတာမြည်မယ်နူးမနူးဆိုင်ဝိုင်းတော့ကျွန်တော်တို့တွေအိုးချလိုက်ပါမယ်ကဲကျွန်တော်ကတော့ရတာလည်းနေတော့ဖြစ်ပြီပစွန်ကလည်းနူးပြီးဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲရနာခွင့်ပြုပါကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့တယောက်ချင်းတိုင်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအသစ်တွေတင်အောင်မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားရဆိုရင်တော့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေကဲအားဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ရအောင်ဗျာအားလုံးပဲ bye bye